နေ့ပညာနဲ့အမှန်တရားကိုကြည့်ရှုနေတဲ့ပြည်သူတွေမင်္ဂလာပါခင်ဗျာဒီနေ့တော့ငွေကြေးနဲ့ဆိုင်တဲ့နည်းပညာတွေမှာအကူအညီပေးနေတဲ့ပညာရှင်တယောက်ဖြစ်တဲ့ပန်းရည်ဖြူကိုဆွေးနွေးဖို့စတူဒီယိုကိုဖိတ်ခေါ်ထားပါတယ်ဆွေးနွေးမဲ့ခေါင်းစဉ်ကတော့လူငယ်နဲ့ကိုချင်းတရားဖြစ်ပါတယ်ပန်းရည်မင်္ဂလာပါမင်္ဂလာပါဆရာပန်းရည်နဲ့နေဆွေးနွေးနေတာလေလူငယ်နဲ့ကိုချင်းတရားပေါ့နော်အဲ့တော့ကိုချင်းတရားဆိုတဲ့စကားတော့ဆရာတို့အမြဲတမ်းလို့ကြားနေရတယ်နော်ဟုတ်ကဲ့ကိုချင်းတရားကောင်းတဲ့လူဆိုလို့ရှိရင်လူကောင်းလို့နော်သတ်မှတ်ကြတယ်ကိုချင်းတရားကောင်းတဲ့လူဆိုရင်လူတွေကလေးစားကြတယ်နော်ကြည်ညိုကြတယ်ချစ်ခင်ကြတယ်ဟုတ်ကဲ့ဆိုတော့ကိုချင်းတရားလို့ပြောလိုက်ရင်လူငယ်တယောက်အနေနဲ့ပန်းရည်ကဘာလို့မြင်လဲဘယ်လိုခံယူထားပါလဲဟုတ်ကဲ့ပါဆရာကိုချင်းတရားကိုကျွန်မလွယ်လွယ်အဓိပ္ပာယ်ဖွင့်ရရင်တော့ကိုယ်တိုင်လိုလိုလားလားကြင်ကြံအားထုတ်မှရမယ်တရားပေါ့နော်အထူးသဖြင့်ပြောရရင်ကျမတို့ဘာသာအသီးသီးမှာလည်းဒီစောင့်စည်းရမယ်သီလပေါ့ဆရာသီလတွေရှိကြပါတယ်ဒါကတော့အခြေခံသီလလုံရင်တော့ကိုချင်းတရားပြည့်စုံတယ်လို့ပြောပြီးမယ်ကျမထပ်မံဖြစ်ဆွဲချင်တာကတော့ဒီကိုချင်းတရားမှာလူသားချင်းကိုချင်းစားတဲ့စိတ်ပေါ့နော်ကိုချင်းစားတရားခါလေးကြာရင်ကျမတို့မီလီယံနေတတ်တာသူချင်းစားစိတ်ပေါ့နော်သူ့နေရာမှာဝင်ခံစားပြီးတော့တွေးပေးတတ်တဲ့သူချင်းစားစိတ်လေးလေကျမထပ်မံဖြစ်ဆွဲချင်ပါတယ်ဟုတ်ဆရာလည်းအကြံပြုပေးပါအောင်ဆရာအဲ့တော့ဟိုပန်းရပြောသွားတာပေါ့နော်ကိုချင်းတရားကောင်းတဲ့လူဆိုတာသီလပြည့်စုံတဲ့လူဟုတ်ကဲ့သီလလို့ပြောလိုက်ရင်တော့ဆရာတို့ဗုဒ္ဓဘာသာတော့၅ပါးသီလပြည့်မြင်တာပေါ့နော်ဟုတ်ကဲ့ပါအဲ့တော့၅ပါးသီလကောင်းရင်ကိုချင်းတရားကောင်းပြီလားအထိုက်လျောက်ကတော့ကောင်းပါတယ်ဟုတ်ကဲ့ဒါပေမဲ့အခုလူဖွဲ့စည်းထဲမှာ၅ပါးသီလအပြင်တခြားလိုအပ်ချက်လေးတွေလည်းပြည့်စုံမှကိုချင်းတရားကောင်းလို့ပြောကြပါတယ်မှန်ပါတယ်။တိုင်းရခုနကပြောသွားတယ်ကိုချင်းစာတရားရှိအောင်သိကောင်းတာပဲ။ဒီချက်လေးကအင်မတန်ကောင်းပါတယ်ကိုချင်းစာတရားရှိရမယ်။နောက်တစ်ချက်ကတော့ဒီကိုချင်းတရားကောင်းတဲ့လူဆိုတာတာဝန်ယူမှုတာဝန်ခံမှုလည်းရှိရမယ်။မှတ်သားပါဆရာ။တာဝန်ယူမှုတာဝန်ခံမှုရှိရမယ်။တခြားချက်တွေလည်းရှိပါသေးတယ်ကဲပိုင်းနေနေရောကိုချင်းတရားကောင်းတာ၅ပါးသီလပြည့်စုံရမယ်နော်။ကိုချင်းစာသိရှိရမယ်တာဝန်ယူတာဝန်ခံမှုရှိရမယ်။တခြားဘာမြင်သေးလဲဘာတွေးမိသေးလဲခွင့်လွတ်ပေးတတ်တဲ့စိတ်ပေါ်ဆရာရဲ့ဒါလူကုန်သိက္ခာရကိစ္စဒီတော်တော်များအပြင်လောကမှာ clash ဖြစ်ကြတယ်ပေါ့နော်စီးပွားရေးလောကမှာပဲဖြစ်ဖြစ်မိဘနဲ့သားသမီးပဲဖြစ်ဖြစ်အထက်နဲ့အောက်ကြားထဲမှာဒီအဖို့ထစ်တွေဖြစ်တဲ့အခါကျမတို့ကဒီဖြစ်စဉ်တွေကိုခွာချပြီးတော့ကျမတို့ပိုကောင်းတဲ့နှစ်သက်တွေသွားဖို့ဆိုတာလေခွင့်လွတ်နိုင်ရပါမယ်လွတ်ချတတ်ရပါမယ်ဟုတ်ဆရာရောထပ်မံဖြစ်ဆွပြပါအောင်ရှင်သိကောင်းတာပဲခွင့်လွတ်တယ်ဆိုတာနော်ဟုတ်တယ်ကိုချင်းတရားကောင်းတဲ့လူကခွင့်လွတ်နိုင်ရမယ်နော်ခွင့်လွတ်ရမယ်ဟုတ်ကဲ့ပြင်မစုတရားနဲ့လည်းသွားပြီးတော့ဆိုင်နေတာပေါ့နော်ပြင်မစုတရား၄ပါးနဲ့လည်းဆိုင်တာပေါ့ဟုတ်လားပြင်မစုတရား၄ပါးမှာဆိုလို့ရှိရင်ဟာလားဆရာတို့ကနေပြီးတော့မေတ္တာထားရမယ်ဟာလားဂိယုဏထားရမယ်မုရိဒာထားရမယ်နောက်ဆုံးမြတ်ကတော့ဥပိ္ပခာပဲဥပိ္ပခာဆိုတာဒါခွင့်လွတ်တာပဲမှန်ပါတယ်အဲ့တော့ဥပိ္ပခာဆိုတာကဆရာတို့ကအစွန်းတစ်ဖက်ပေါ့နော်တစ်ဖက်ကတော့ကောင်းတာကိုမြင်တဲ့အခါမှာသဘောကျတယ်နောက်တစ်ခုကကြတော့မကောင်းတာကိုမြင်တဲ့အခါမှာသဘောမကျဘူးကောင်းတာမြင်တဲ့အခါမှာသဘောကျတယ်ဆိုတာလောဘပေါ့မကောင်းတာမြင်တဲ့အခါမှာမကြိုက်တာဟာဒေါသပေါ့ဒီအစွန်းနှစ်ပါးကိုရှောင်ခိုင်းတာဥပိ္ပခာပဲနောက်တစ်ခုကတော့ကိုကြီးတရားကောင်းတဲ့လူဟာကျေးဇူးတရားကိုသိတတ်ရမယ်သိကောင်းတဲ့စကားပါဆရာအဲ့ကျေးဇူးတရားနဲ့ပတ်သက်လို့တိုင်းအမြင်လည်းပြောအောင်ဟုတ်ကဲ့ပါဆရာကျမနိုင်ငံခြားဖွဲ့စည်းတစ်ခုမှလုပ်ခဲ့ပူပါတယ်ယဉ်ကျေးမှုတဲ့ဟိုပေါ့နော်မတူတာလေးပြောချင်ပါတယ်ကျမတို့မှာဆိုဒါလူကြီးသူမတွေကိုလေးစားတယ်အလုပ်ရှင်ဆိုမိဘတပွဲလေးစားတာပေါ့ဆရာရဲ့ကျမလုပ်ခဲ့တဲ့ company မှာကြတော့အဲ့တထေးကပြောလဲဆိုတော့Mrs. Ban နေငါ့ကိုတော့ဟိုကျေးဇူးတရားနဲ့ဟိုတွေးစရာမလိုဘူးအလုပ်ရှင်နဲ့လူသမားကြားမှာနှစ်တောင်ကြေပြီဆိုရင်တော့ကိုချင်းတရားနဲ့ညီတယ်လို့ပြောပါတယ်ကျမတို့ကတော့ဒါမီယိုဖလာဗုဒ္ဓဘာသာမြန်မာလူမျိုးဖြစ်တဲ့အတွက်ကိုယ့်ရဲ့ကြီးသူသင်ဆရာမြင်ဆရာကြားဆရာတွေအားလုံးပေါ်မှာတော့ကျေးဇူး
ရှင်ဖြစ်ကျမတို့သတ်မှတ်ကြပါတယ်ဂျေဇုရှိတယ်လို့သတ်မှတ်တဲ့အပြင်ကိုကျမတို့ကတုံ့ပြန်မှုလေကျမတို့စူးစမ်းကြပါတယ်ဂျေဇုတရားဟာမြန်မာပြည်မှာပဲပုံမှုထွန်းကားပြီးတော့အင်မတန်လှပတဲ့ဓလေ့လေးတစ်ခုလို့လေကျမမြင်ပါတယ်ရှင်ဟုတ်ပါတယ်အဲ့တော့ခုနကပိုင်းပြောတဲ့စကားမှာလေးစားတယ်ဆိုတာလေးဆရာကြားလိုက်ပါတယ်ဟုတ်ကဲ့เนาะအဲ့တော့ကိုချင်းတရားကောင်းတဲ့လူဆိုတာတစ်ဖက်သားအုပ်လေးလေးဆဆရမယ်မှန်ပါတယ်ဆရာတခုတော့ရှိတာပေါ့လေဆရာတို့ရဲ့ယာရုကြီးတဲ့လူဆရာတို့ရဲ့ဩဇာအာဏာကြီးမားတဲ့လူဆရာတို့တခုခုလုပ်ပေးနိုင်တဲ့လူပေါ်မှာတော့ဆရာတို့လေးစားဆက်ဆံတာပေါ့မှန်ပါတယ်ဒါပေမဲ့ကိုချင်းတရားကောင်းတဲ့လူဆိုတာကိုယ့်ပေါ်မှာဘာမှလုပ်မပေးနိုင်တဲ့လူပေါ်မှာလည်းလေးစားဆက်ဆံရမယ်မှန်ပါတယ်เนาะလူတိုင်းကိုတန်ဖိုးထားပြီးလေးစားဆက်ဆံတဲ့လူဟာကိုချင်းတရားကောင်းတဲ့သူဖြစ်ပါတယ်မှန်ပါတယ်ဆရာအဲ့တော့ဆရာနဲ့ပိုင်းနေရတော့ဟာလာဒီမှာကိုချင်းတရားကောင်းတဲ့လူတွေရဲ့အချက်တွေကိုဆရာတို့ပြောခဲ့ကြပြီဟုတ်ကဲ့အဲ့ဒီတော့ကိုချင်းတရားကောင်းနေဒါလူကောင်းပေါ့ဟုတ်ကဲ့အဲ့တော့ဒီမှာလူကောင်းတဲ့လူတော်နဲ့လူကောင်းဆိုရောလေဆရာတို့ပြောလို့ရှိတယ်ဟုတ်ကဲ့အဲ့တော့ကိုချင်းတရားကောင်းတယ်ဒါပေမဲ့လို့တစ်ဖက်ကစွမ်းဆောင်ရည်မလုံနိုင်ဘူးဆိုရင်လည်းပဲဆရာတို့ကအဖြေထွက်အောင်အလုံးမလုံးနိုင်တဲ့လူဖြစ်လာမယ်မှန်ပါပါဆရာဆရာကတော့ကိုချင်းတရားဆိုတဲ့အထဲမှာကိုချင်းတရားကောင်းတယ်ဆိုတော့ကိုချင်းနဲ့တရားလို့ပိုင်းရပြောခဲ့တယ်ဟုတ်ကဲ့နောက်ဆရာလူတော်လူကောင်းအောင်ခွဲမနေကြတော့ဘူးကိုချင်းတရားကောင်းတယ်ဆိုရင်အဖြေထွက်အောင်လဲလောက်ပြနိုင်ရမယ်ဆိုတော့အဲ့ဒီအချက်ကလေးကိုပါကိုချင်းတရားကောင်းတဲ့တွေမှာဆရာထဲမယ်ဆိုရင်ပိုင်းရဘယ်လိုပြောမလဲဟုတ်ကဲ့ပါဆရာအခုဆရာပြောတဲ့အကြောင်းအရာနဲ့ဆက်ဆိုင်ပြီးတော့ကျွန်မမြန်မာရုပ်ရှင်ကားလေးတကားကိုတော့ပြင်းမြင်ပါတယ်ရှင်အဲ့ကားထဲမှာသူကမင်းသားလူကောင်းမယ်သူကဘာမှဒီရက်သေးစားမတောက်စားငါးပါးတိလာလုံနေပေါ့နော်ဒါပေမဲ့ဘာမှလည်းမရှာဖွေဘူးအိမ်ကအမျိုးသမီးရပဲသူကရုန်းကန်လှုပ်ရှားရတယ်ပေါ့နော်ဆိုတော့ဒါသူကလူကောင်းမယ်ငါရက်မတောက်ဖဲမြายလို့ပြောတယ်ပေါ့နော်ဆိုတော့အဲ့ထဲကဘာ message ရလဲဆိုတော့ဆရာပြောတဲ့အခုဒီအကြောင်းအရာနဲ့တက်တိုက်ဆိုင်ပါတယ်ကောင်းနေပြီးတော့ဒီအလုပ်ထိရောက်အလုပ်မပြီးမြောက်ဘူးပေါ့ဆရာရဲ့ဒါကိုလည်းကျမတို့တတိချက်ဖို့လိုပါတယ်ကိုကြီးပဲကောင်းနေလို့မရဘူးအဝန်းကျင်ကိုပါဆွဲခေါ်နိုင်တဲ့အလုပ်ဖြစ်တဲ့လူကသာလျှင်ကျမတို့ကိုချင်းတရားကောင်းမွန်ပြည့်စုံတဲ့လူလို့ကျမဆိုလိုချင်ပါတယ်အဝန်းကျင်ကိုအကျိုးပြုတဲ့လူပေါ့နော်အဲ့တော့ကိုချင်းတရားကောင်းတဲ့လူဆိုတာငါးပါးသီလလုံခြုံရမယ်ဟလာခုနဆရာတို့ပြောခဲ့တဲ့เนาะအချက်တွေဖြစ်တဲ့เนาะတာဝန်ယူရမယ်ခွင့်လို့ရမယ်လေးစားရမယ်မှန်ပါတယ်เนาะတစ်ဖက်သားဟိုမှာစာနာစိတ်ဆရာတို့ရှိရမယ်အဲကျေးဇူးတရားကိုသိတတ်ရမယ်ဒါတွေပြည့်စုံဖို့လိုတယ်လို့ဟုတ်ကဲ့အဖြေထွက်အောင်လေလုပ်ပြနိုင်ရမယ်ဒါမှကိုချင်းတရားကောင်းတဲ့လူလို့เนาะဆရာတို့ကပြောလို့ရမယ်မှန်ပါတယ်ဆရာဟုတ်ပြီအဲ့တော့ဆရာတို့ကဒီကိုချင်းတရားကောင်းလာအောင်လူငယ်တွေကိုပိုင်းမှာသာเนาะဒီပြုစုပြောထောင်ဝင်ရမယ်ဆိုရင်ဘယ်လိုပြုစုပြောထောင်ရမလဲကျမငယ်ရွယ်စဉ်ပေါ့နော်ငယ်ရွယ်စဉ်တိတ္တဆအရွယ်မှာကလေးကဒီကိုချင်းတရားဆိုတာပါကိုချင်းတရားကြောင့်ကဘာကြီးဘယ်လိုပြောင်းလဲသွားနိုင်နေဆိုတော့သူတို့ရဲ့အသိအမြင်တွေကိုပုံမထည့်ပေးကြပါတယ်ဆရာအဲ့တော့ကျမလုပ်မဲ့ပုံစံကတော့ဒါအသိပညာပေးခြင်းဆွေးနွေးခြင်းဒီလို program နဲ့ပဲသွားကြပါတယ်ဆရာကျမအနေနဲ့လည်းဆရာကိုမေးချင်ပါတယ်ဆရာဆိုရင်ရောဒီလူငယ်တွေကိုချင်းတရားပြည့်စုံလာဖို့အတွက်ဆရာဘလို့အနေထားနေစပြီးတော့တွန်းချင်ပါလဲဆရာတော်လေးဗာလေးသွားပြီးတော့ဆရာနေပြီးတော့ယူသုံးနေလေလို့ပြောရင်နော်သီလရှင်ကြီးမာသာသရီစာပိုင်းတဲ့ကြောက်မှာပါနော်ဒီစင်းရတဲ့လူတွေနော်ဒီချုပ်တဲ့လူတွေနော်ကိုမကောင်းတဲ့လူတွေကိုနော်ပြုစုစောင့်ရှောက်ခဲ့တဲ့သီလရှင်ကြီးဟာနိုဘယ်ဆုရတဲ့အခါမှာအဲ့ဒီသီလရှင်ကြီးကိုသတင်းတော်တွေကမေးတယ်သီလရှင်ကြီးတဲ့ကဘာကြီးငြိမ်းချမ်းအောင်ဘာလုပ်ရမလဲတဲ့သီလရှင်ကြီးကပြောပါတယ်ကိုမိသားစုကိုသွားပြန်ချေတဲ့တိတ်ကောင်းတဲ့စကားလေးနော်ဒီလိုပဲဆရာကဘာပြောခြင်းလဲဆိုရင်လူငယ်တွေကိုပြောခြင်းတာကကိုချင်းတရားကောင်းရင်ငယ်ငယ်လေးတွေကမိသားစုထဲမှာတယောက်နဲ့တယောက်ချစ်တတ်အောင်မိသားစုချင်းနှွေးထွေးအောင်ချစ်အောင်အဖေကလည်းသားကိုချစ်မယ်အဖေကလည်းအမေကိုချစ်မယ်အမေကလည်းအဖေကိုချစ်မယ်အဖေကလည်းသားကိုချစ်မယ်သားကလည်းအဖေကိုချစ်မယ်အဲဒီလိုအချစ်တွေနဲ့ပြည့်စုံတဲ့အိမ်တော်စုကိုဖန်တီးပါလို့ဆရာပြောချင်ပါတယ်
နော်အဲ့တော့ပန်းရမင်းဆရာရဲ့ချစ်တာနဲ့ပဲကိုချင်းတရားဘယ်လိုကောင်းပါလဲ ဟုတ်ကဲ့ ချစ်ပြီဆိုတာနဲ့ခုနကပြောတဲ့ကိုချင်းစာစိတ်တွေပါလာပြီ ဟုတ်ကဲ့ ဟလာရိုးသားဖြောင်းမှတ်မှုတွေပါလာပြီ ဟုတ်ကဲ့ ရိုးသားဖြောင်းမှတ်မှာအချစ်ကယုံကြည်မှုကိုရမှာ哦 မှန်တော့ဗောဆရာရဲ့ အဲ့တော့ခုနကဆရာတို့ပြောတဲ့အချက်တွေအကုန်ပါလာမှာပဲဒါကြောင့်မို့ဆရာတို့ဘာလို့စေခြင်းလဲတယောက်တယောက်ချစ်တာကိုမိသားစုအတွင်းမှာတယောက်နဲ့တယောက်မေတ္တာထားတဲ့မိသားစုကမေတ္တာထားမှာကိုမိသားစုပေါ်မှာတော့ကိုမေတ္တာမထားနိုင်ရင်ပိုင်းရတခြားလူတွေကဘယ်လိုမေတ္တာထားနိုင်မလဲ ဟုတ်တော့ဗော နော် ဆရာ မိသားစုကမေတ္တာထားမယ်လူအဖွဲ့အစည်းတွေမှာမေတ္တာတွေထားမယ်တတိုင်းပြည်လုံးမေတ္တာတွေထားပြီးချစ်ကြတဲ့အဖွဲ့အစည်းဖြစ်လာရင်ကိုချင်းတရားနောက်ကပါလာမှာပါ အရှမ်းကောင်းတယ်ဆရာမှတ်သားပါတယ် အဲ့တော့ဆရာနဲ့ပန်းကြီးနဲ့နော်ဒီနေ့လူငယ်နဲ့ကိုချင်းတရားဆွေးနွေးခဲ့ပါတယ်အဲ့တော့ဆရာတို့စီစဉ်လေးညီကုန်းမချုပ်ခင်မှာ ဟုတ်ကဲ့ ကြည့်ရှုရတဲ့ပြည်သက်တွေပန်းကြီးရဲ့နော်ဒီစကားလေးကိုချင်းတရားနဲ့ပတ်သက်လို့ပြောပြပါအောင် ဆရာအခုပြောသွားတဲ့စကားလေးကိုပဲကိုကားပြီးပြောချင်ပါတယ်တယောက်နဲ့တယောက်ဂျာမိသားစုမောင်နှမသွေးချင်းဂျာမတူညီတဲ့လူတွေကြားထဲမှာကျမတို့မတူညီမှုကိုလက်ခံနိုင်ရမယ်ချစ်ချင်းတွေထုံလွှမ်းလို့ရှိရင်ကျမတို့ကိုကျင့်တရားဆိုတာဟာကျမတို့ဟိုအလိုလိုကျင့်သုံးပြီးသားဖြစ်ပါလိမ့်မယ်ဆရာဟုတ် ဟုတ်ပါပြီပန်းကြီးကျေးဇူးအထူးပဲတင်ပါတယ်နော် ဟုတ်ကဲ့ပါဆရာကိုလည်းအထူးကျေးဇူးတင်ပါတယ်ရှင်